လူရည်လို့ဖြစ်လာရင်တင့်ကိုအားကြရတဲ့သူရှိသလိုအမြင်ကက်တဲ့သူလည်းရှိတယ်။တင့်ကိုမနာလိုတဲ့သူရှိသလိုအထင်သေးတဲ့သူလည်းရှိတယ်။ဒါကဖြစ်လေဖြစ်ထရှိတဲ့သဘာဝပါပဲ။တင်ဘလောက်ပဲကောင်းအောင်လုံးလုံးတင်ဘလောက်ပဲအနစ်နာခံကြိုးစားလူတိုင်းကိုချိန်နဲ့အောင်တော့စွမ်းဆောင်နိုင်မှာမဟုတ်ပါဘူး။ဒါကြောင့်မို့လို့သူများအကြိုက်ကိုဆောင်မှုအတွက်နဲ့တင့်ရဲ့ပင်ကိုယ်တန်မှုကိုအထိကိမ့်မခံပါနဲ့။သိထားဖို့ကသူများပါဇက်ဖျားပေါ်မှာတင်ကကောင်းသည်ဖြစ်စေစိုးသည်ဖြစ်စေတင်အစ်စ်မှမဟုတ်ပါဘူး။လူဆိုတာကမျက်စိချင်းတူတော်ညာလဲအမြင်ချင်းမတူပါဘူး။နားပုံချင်းတူတော်ညာလဲကြားပုံချင်းမတူပါဘူး။ဗက်ဆက်ချင်းတူတော်ညာလဲပြောဆိုပုံချင်းမတူပါဘူး။အုံနောက်ချင်းတူတော်ညာလဲအယူဆချင်းမတူနိုင်ပါဘူး။ဒါပြင်လူချင်းတူတော်ညာလဲအသက်ရှင်နေထိုင်ပုံချင်းမတူပါဘူး။တင်ဘလောက်ပဲပိတ်ဆက်ကျေးဇူးတင်တတ်တဲ့သူနဲ့တိုးအောင်မှာတင်ဘလောက်ပဲယူသားတန်တရားနေတဲ့သူနဲ့စုံအောင်မှာတင်ဘလောက်ပဲနှိမ့်ချတန်မိုးထားတတ်တဲ့သူနဲ့ကြုံအောင်မှာပါနောက်ဆုံးတော့တိတာလဲအားလုံးမပြောနဲ့မြင်တာကိုလည်းအားလုံးမယုံနဲ့တင်ဘသူကိုဘလောက်ချစ်တယ်ခင်တယ်ပဲဆိုကိုယ့်အတွက်ကိုလည်းအသက်ရှင်ဖို့မမေ့ပါနဲ့ဒီစာသားလေးရဲ့မူရင်းရေးသားသူကိုလည်းလေးစားစွာနဲ့ credit ပေးပါရရှင်